ဒီထက်ပိုပြီးတော့ Enzo Fernandez လုပ်ပြနိုင်ဖို့အတွက်ဆိုလို့ရှိရင် Declan Rice လိုကစားသမားမျိုးဟာလုံးဝလိုတဲ့အနေအထားမျိုးဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်တို့ CPTV YouTube Channel ကိုစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ဘောလုံးချစ်ဝါသနာရှင်ညီကိုတွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမနှုတ်ခွန်းဆက်တာလိုပါတယ်ကျွန်တော်ရဲ့ CPTV YouTube Channel နဲ့ Blind Facebook Page ကနေလည်းညီကိုတွေကိုကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်အနေနဲ့ကျွန်တော် Chelsea အသင်းဟာဘာကြောင့် Declan Rice လိုကစားသမားမျိုးကိုမဖြစ်မနေခေါ်ယူဖို့အတွက်လိုအပ်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးသုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုမှာကျွန်တော်အနေနဲ့နေ့စဉ်ပိုင်းဆိုင်ရာတွေနဲ့ပတ်သက်ပြီးတော့လည်းနည်းနည်းလေးကျွန်တော်အနေနဲ့ဆွေးနွေးသုံးသပ်လိုပါတယ်ဒါမှလည်း Declan Rice ကိုဘာကြောင့် Chelsea တင်ဟာလိုအပ်လဲဆိုတာကိုပို့ပြီးတော့သိတာထင်ရှားမယ်လို့ကျွန်တော်ယုံကြည်လို့ပါကျွန်တော်ပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီသတင်းတွေကိုပဲအဓိကအားထားပြီးတော့ကျွန်တော်ရဲ့ပရိသတ်တွေကိုကျွန်တော်တင်ဆက်ပေးတာဖြစ်တယ် CPTV စထောင်ကလေးကဒီ Blue Line Facebook Page စထောင်ကလေးကကျွန်တော်အားပေးခဲ့တဲ့ပရိသတ်တွေဆိုလို့ရှိရင်သိမှာပါကျွန်တော်တုံတိုင်ပွဲတွေဆိုလဲကျွန်တော်ဝင်မပါဘူးကျွန်တော်ကကျွန်တော်အေးဆေးနေတယ်ဒါပေမဲ့ဒီတစ်ခေါက်တော့ Declan Rice နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်တွေကိုချပြမှဖြစ်မယ်လို့ကျွန်တော်ထင်လို့ကျွန်တော်ဒီဗီဒီယိုလေးကိုပြုလုပ်လိုက်ရခြင်းဖြစ်ပါတယ်Okay ဆိုတော့လက်ရှိအချိန်မှာ Declan Rice နဲ့ပတ်သက်ပြီးတော့ကအသင်းကြီးတွေကစိတ်ဝင်စားနေကြတယ်ကျွန်တော်တို့အကြမ်းမြင့်ပြောမယ်ဆိုရင်ဘာကြောင့်ကျွန်တော်တို့ Declan Rice လိုကစားသမားမျိုးကိုခေါ်သင့်တယ်လဲဆိုရင်ဒါရိုးရိုးလေးဒီလူပိန်းနားလေအောင်ပြောမယ်ဆိုရင်တော့မှရှင်းတယ်အသင်းကြီးတွေအားလုံးဘာကြောင့်ဒီလောက်လိုချင်နေတယ်လဲဆိုတာကိုပဲကြည့်တော့ဗျာဒါကအဓိကအချက်တစ်ချက်ထဲမှာပါတယ်ဒါကရိုးရိုးလေးပြောတာပေါ့နော်ဆိုတော့လက်ရှိအချိန်မှာ United ပဲပြောပြော City ပဲပြောပြော Liverpool ပဲပြောပြောဒီ Arsenal ပဲပြောပြော Chelsea ပဲပြောပြော Spurs တော့တိတ်တော့အတန်မထွက်ဘူးเนาะ Declan Rice ကိုဆိုလို့ရှိရင်အားလုံးကလက်ရှိအချိန်မှာဒီရရှိဖို့အတွက်စူးစမ်းနေတဲ့အသင်းတွေကြီးပဲဖြစ်တယ်လက်ရှိသတင်းတွေကြားရတဲ့အခါမျိုးမှာကြားတော့လဲ Arsenal အသင်းဒီလက်ရှိအချိန်မှာအကောင်းဆုံးအနေထား situation မှာရှိတယ်လို့ကျွန်တော်တို့ကြားတယ်လွန်ခဲ့တဲ့တရက်လောက်ကသတင်းတွေထွက်ထားတာပေါ့เนาะလက်ရှိအချိန်မှာ Declan Rice ဒီရာသီကုန်ပေါင်း Watson ကနေထွက်ဖို့အတွက်လုံးဝကျွန်တော်တို့ 100% လောက်ကိုကျင်းနေတယ်လို့ရှိနေတဲ့အချိန်မှာသူ့ကိုခေါ်ယူဖို့အတွက်အကောင်းဆုံးလားလားအကောင်းဆုံးအသင်းဒီ Arsenal ဖြစ်နေတယ်ဆိုတော့ဒီအပေါ်မှာပထမတော့ကျွန်တော်အနေနဲ့မပြောတော့ပါဘူးလို့ဆုံးဖြတ်ထားပေးမယ်အခုပြောတော့မယ်ပေါ့နော် Chelsea တင်းနေနဲ့ဘလို့မှ Arsenal ကိုရောက်တာမရောက်တာထက်ကိုအသင်းကိုရောက်ဖို့ကြိုးစားသင့်တယ်လို့ကျွန်တော်ပြောချင်တယ် Declan Rice ကိုကစားသမားမျိုးဟာကျွန်တော်တို့ Chelsea အသင်းအတွက်တကယ်ကိုရွှေ့လို့လိုအပ်နေတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့လက်ရှိChelsea အသင်းရဲ့ situation မှာ Declan Rice လိုကစားနိုင်တဲ့ကစားသမားမျိုးတယောက်မှရှိမနေလို့ပါကွင်းလယ်မှာပေါ့နော်ကွင်းလယ်မှာတယောက်မှမရှိမနေပါဘူးနောက်တစ်ချက်က Enzo Fernandez နဲ့တွဲပေးဖို့ဆိုလို့ရှိရင် Declan Rice လိုကစားသမားမျိုးဟာတိတ်ကိုတင့်တော်တဲ့ကစားသမားတယောက်လို့ကျွန်တော်အနေနဲ့ယူဆလို့ဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဘာလဲဆိုရင် Declan Rice ရဲ့ဥဆောင်မှုပေးနိုင်တဲ့နော် leadership ability မျိုး Chelsea အသင်းရဲ့ကွင်းလယ်မှာလိုအပ်လို့ပဲဖြစ်ပါတယ် Okay ဆိုပထမတစ်ချက်အနေနဲ့Chelsea မှာ Declan Rice လိုကစားနိုင်တဲ့ကစားသမားမျိုးကွင်းလယ်မှာတယောက်မှမရှိလို့ကျွန်တော်ပြောချင်းဒီညီတို့ကထောက်ပြငါတို့မှာ Enzo Fernandez ရှိနေတာပဲငါတို့မှာ N'Golo Kante ရှိနေတာပဲငါတို့မှာ Mitro Kovacic ရှိနေတာပဲ Conor Gallagher ရှိနေတာပဲ Loftus Cheek ရှိနေတာအဲ့ဒီကစားသမားအကုန်လုံး Declan Rice လိုမကစားနိုင်ပါဘူးမကစားနိုင်လို့လည်းအပြစ်တင်စရာအကြောင်းမရှိပါဘူး Fijin နဲ့ Belgium မတူလို့ဖြစ်ပါတယ်နံပါတ်1ချက်ဟုတ်တယ်အခုကျွန်တော်တို့မှာ Enzo Fernandez ရှိပြီကွင်းလယ်အတွက်အရန်ကိုမှကျွန်တော်တို့အားဖြစ်စေတဲ့ကစားသမားကျွန်တော်တို့ကွင်းလယ်အတွက်တကယ်တန်မိုးကြီးခေါ်ယူခဲ့တဲ့ကြေးနဲ့ဟိုထည့်ပြီးတော့တက်တွက်စရာမလိုငါတို့ဒီကစားသမားကိုပေါင်တန်း100သုံးလိုက်ရတယ်ကွာဆိုပြီးနှမျောစရာမလိုတော့အောင်ကောင်းတဲ့ Enzo Fernandez ရှိနေတာမှန်ပါတယ်သို့တော့ Enzo Fernandez ရဲ့တကယ် position ဒီ deep seated playing central midfielder ဖြစ်ပါတယ်ဆိုသူ့ရဲ့လုပ်ငန်းတာဝန်ဒီ defensive midfielder နဲ့အများကြီးကွာခြားချက်ရှိပါတယ်သူဒီ defense ကိုမကူမဟုတ်ဘူးသူ့ရဲ့ကစားပုံကူမယ်သို့တော်သူဒီ attacking ကိုပို့ပြီးတော့အာယုံစိုက်ရတဲ့အနေအထားမျိုးဖြစ်ပါတယ် attacking ကိုအာယုံစိုက်ရတာဒီ attacking midfielder လုံးကြီးလည်းမဟုတ်ပြန်ပါဘူးသူဒီ deep ဖြစ်နေမယ်ကစားကွက်ပါပြီးရင်ဘောလုံးလမ်းကြောင်းတွက်ဆမယ်ဘောလုံးဖြတ်မယ် long pass တွေအများဆုံးလုပ်ပေးမယ်ဆိုတော့သူ့ရဲ့ဒီကစားပုံကစားတိုက်ကသူ့ရဲ့ long pass တွေဒီတစ်လုံးသူတစ်လုံးအကျိုးရှိရမယ်ကစားကွက်တိုက်စစ်ကိုဖော်တဲ့နေရာမှာဥဒပြရောဖိလစ်လိုကစားသမားမျိုးပေါ့ကွေးလယ်နဲ့တိုက်စစ်ကိုဟန်ချက်ညီချိတ်ပြီးတော့ကစားတတ်တဲ့ connection ကစားသမားမျိုးနဲ့အကောင်းဆုံးတွဲပြီးတော့သူ့စီဘောလုံးရောက်အောင်ဘယ်လိုပို့မလဲပြီးရင်ဘယ်လိုမျိုးကစားကွက်အခင်းချင်းကိုတိုက်စစ်မှာပုံဖော်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့သူကအဓိကလှုပ်ဆောင်ရတဲ့အနေအထားမျိုးဖြစ်ပါတယ်
သူ့အနေနဲ့ဘင်ဖီကာမှာကစားခဲ့တုန်းကလည်းကျွန်တော်တို့အားလုံးသိမှာပါ Florentino Lewis နဲ့တွဲခဲ့တာဖြစ်ပါတယ်အဲ့တုန်းက Florentino Lewis ဒီ defensive midfielder ဖြစ်တဲ့ Enzo Fernandez ကိုအများကြီးအထောက်အကူပြုခဲ့တယ် Enzo Fernandez အများကြီးပိုလုံနိုင်အောင်ကူညီပေးခဲ့တဲ့နေရာမှာတကယ်အခရာကျတဲ့ကစားသမားတူဖြစ်ပါတယ်လက်ရှိ Enzo Fernandez နဲ့တွဲပေးဖို့ Metro Kovacic နဲ့တွဲခိုင်းတယ် Angolo Conte နဲ့တွဲခိုင်းတယ် Metro Kovacic ဒီလည်း attacking midfielder တယောက်ဖြစ်ပါတယ် central midfielder ပေါ့နော်ဆိုတော့သူ့ရဲ့ role ကလည်းမတူပါဘူးသူဒီ Enzo Fernandez ကိုမကူညီဘူးမဟုတ်ကူညီပေးနိုင်တယ်ဒါပေမဲ့ defensive midfielder တယောက်ရဲ့ sport ပေးတာမျိုးနဲ့မတူပါဘူးအဲ့ချက်ကိုကွဲပြားဖို့လိုတယ်နောက် Angolo Conte ကတော့မှန်တယ် defensive midfielder အဖြစ်ထားပြီးတော့သုံးလို့တော့ရတယ်သို့တော်သူဒီ date out နေပြီလို့ကျွန်တော်သုံးချင်တယ်နော်ဟုတ်တယ် defensive midfielder ကိုသုံးလို့ရတယ်ဒါပေမဲ့ तू ကတကယ်တမ်းမှာ box to box ကစားတဲ့ပုံစံမျိုးမှာရှိတယ် Angolo Conte ရဲ့ပုံစံကြတော့လုံးဝ strong ဖြစ်ပြီးတော့လုံးဝဒီကျွန်တော်တို့ခွန်အားသုံးပြီးတော့ဗောနော်ဘောလုံးဖြတ်မယ်ဘောလုံးဖြတ်တယ်ဆိုတာ तू ဒီ Enzo Fernandez လိုမျိုးကြီး strategy ကြဖြန့်တဲ့ပုံစံမျိုးမဟုတ်ဘူးသူ့ရဲ့အသေးမော့တယောက်စီကိုသူဘောလုံးပြန်ပေးမယ်ဘောလုံးလောချမ်းစမယ်ဒါ Enzo Fernandez လိုကစားသမားမျိုးစီကိုသူဒီပေးမယ်ဒီလောက်ပဲသူ့ရဲ့ပြောချင်တာလို့သူဒီ anti ဖြစ်နေပြီဆိုတော့ lot of ချိနဲ့ကနာကလာတော့ကျွန်တော်ထဲကိုတိတ်မပြောချင်ဘူးပြီးတော့သူတို့ဒီလည်း Declan Rice လိုလုံးဝမကစားနိုင်ဘူးရှင်းလေးပဲဆိုတဲ့အတွက် Declan Rice လိုကစားသမားမျိုးဟာ Enzo Fernandez လိုကစားသမားမျိုးပို့ပြီးတော့လက်ရှိအနေထားထက်တောက်ပြောင်မှုပို့ပြီးတော့ဒီထက်ပို့ပြီးတော့ Enzo Fernandez လုံးပြနိုင်ဖို့အတွက်ဆိုလို့ရှိရင် Declan Rice လိုကစားသမားမျိုးဟာလုံးဝလိုတဲ့အနေထားမျိုးဖြစ်ပါတယ်ဆိုတော့အချက်နှစ်ချက်ဖြစ်သွားပြီသူ့လိုကစားသမားမျိုးမရှိတဲ့အတွက်လိုတယ် Enzo Fernandez ရဲ့အတွဲဖက်ဖြစ်အကောင်းဆုံးကသူပဲဖြစ်တယ်ပြီးတော့ Chelsea သင်းရဲ့ကစားပုံမှာ Chelsea ဒီလက်ရှိကျွန်တော်တို့ကြည့်လိုက်ရင်နောက်တန်း၄ယောက်နဲ့ကစားတဲ့အခါမှာ Graham Potter ဒီ 4-2-3-1 နဲ့ကစားပါတယ်ဆိုတဲ့အနေထားမှာ Enzo Fernandez နဲ့နောက်ကိုယ်လင်ကစားသမားတစ်ယောက်ကထိုင်မေးရပါတယ်ပြီးရင်ကျွန်တော်တို့ရှေ့မှာ number 10 position မှာ Joao Felix ရှိပြီးတော့တစ်ဖက်မှာတော့ winger တွေရှိမယ်ဆိုတဲ့အနေထားမျိုးမှာအခုတော့ကျွန်တော်တို့ကရှိရလူနဲ့တွဲရတာပေါ့ဗျာရှိရလူနဲ့တွဲနေမှာ Conte ကလည်းကျွန်တော်တို့ Diana saturation ကြောင့်ပျောက်နေတာကြာပြီဆိုတော့ Kovacic နဲ့တွဲတယ်မဟုတ်ရင် Lotep Chi တို့ဘောင်းနဲ့တွဲတယ်မဟုတ်ရင် Conor Gallagher တို့နဲ့တွဲတယ်ညီကိုတို့ကြည့်လိုက်ပါ Chelsea တင်းရဲ့ကွင်းလဲဟာ Enzo Fernandez ကြောင့်အတိုင်းအတာတစ်ခုဒီအဆင်ပြေနေပေမဲ့လည်းစားမပါတဲ့ဟင်းလို့ပေါ့ပြက်တော့ဖြစ်နေစေဖြစ်ပါတယ်အဲ့ဒါဟာကျွန်တော်တို့တကယ် modern defensive midfielder တယောက်လိုအပ်နေခြင်းဖြစ်ပါတယ်4-2-3-1 formation မှာလိုပါတယ်နောက်ထပ်တစ်ခုကတော့ဘာလဲဆို Chelsea ဒီ 4-2-3-1 နဲ့တိတ်အဆင်မပြေတဲ့ခါမှာဘာကစားလဲ 3-4-3 ကစားတယ်3-4-3 ကစားတဲ့နေရာမှာလဲကွင်းလေကစားသမား2ယောက်ထားပါတယ်2ယောက်ထားတဲ့နေရာမှာလဲ Enzo Fernandez လိုကစားသမားမျိုးခုနလိုပြောကျွန်တော်ပြောလို့လွတ်လပ်ပို့ပြီးတော့တောက်ပကစားနိုင်ဖို့အတွက် Declan Rice လိုကစားသမားမျိုးလိုအပ်နေပြန်တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဟုတ်တယ်ကျွန်တော်တို့အာဂျင်တီးနားမှာ Enzo Fernandez ကစားတာကတစ်ဖက်မှာ Max Allister တို့ Lo Celso တို့နဲ့ကစားတယ်ဆိုအဲ့ဒီ position မှာတော့မှန်တယ် 4-3-3 ကစားတဲ့အခါမျိုးမှာတော့ကျွန်တော်တို့က defensive midfielder ရဲ့အခန်းကဏ္ဍကိုအရန်ကြီးအကြီးကျယ်လုံနေစရာမလိုတော့ပါဘူးကွင်းလေကစားသမား3ယောက်နဲ့ကွင်းလေကိုဟန်ချက်ညီ balance ဖြစ်ထိန်းတာဖြစ်ပါတယ်အဲ့လိုအခါမျိုးမှာတော့ကျွန်တော်တို့က baited defense က box to box ကစားသမားတွေရဲ့အားကိုပို့ပြီးတော့အမိပြုတ်ပြီးကစားတဲ့အနေအထားမျိုးမှာ Enzo Fernandez ဒီအရန်ကြီးကျွန်တော်တို့ stress မပိပါဘူးလွတ်တတ်ပါတယ်3ယောက်စလုံးဒီကျွန်တော်တို့တကယ်ကို balance ဖြစ်ကစားရတာပါဒါပေမဲ့ Chelsea ကစားနေတဲ့ကစားကွက်တွေအရာကွင်းလေကစားသမားအထိုင်ဒီ2ယောက်ပဲဖြစ်ပါတယ်အဲ့ဒီအနေအထားမျိုးမှာတော့ Declan Rice လိုကစားသမားမျိုးဟာအရန်ကိုလိုအပ်ပြီးတော့เนาะသူ့လိုကစားနိုင်တာသူတယောက်ပဲရှိပါတယ် Premier League တွေးကြုံနေပါတွေကခဏအကြောင်းထပ်နေပြီဖြစ်တဲ့တော့ကျွန်တော်နေမပြောလို့ဘူးဆိုတော့လုံးဝ modern defensive midfielder စစ်ဖြစ်တဲ့ Declan Rice ဟာ Chelsea သင်းမှာတကယ်လိုအပ်နေတဲ့ဝင်းလင်ကစားသမားတယောက်ဖြစ်တယ်ဆိုတာကတော့ကျွန်တော်တို့အနေနဲ့ဒီအချက်တွေကလုံးဝသိတာထင်ရှားစေမှာဖြစ်ပါတယ်နောက်တစ်ချက်ဘာကြောင့်ခေါ်တင်လဲကျွန်တော်ပြောလို့ခေါင်းဆောင်မှုစွမ်းရည်သူဟာ West Ham United အသင်းခေါင်းဆောင်ဖြစ်တယ်လို့လက်ရှိချိန်မှာအင်္ဂလန်မှာ Harry Kane ကအသင်းခေါင်းဆောင်ဖြစ်ရှိနေလို့သူ့အနေနဲ့အသင်းခေါင်းဆောင်လက်ပတ်ကိုမဝေ့ရပါမယ်အသင်းကောင်းဆောင်ရဲ့မှန်အပြည့်ရှိတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်တကယ်ကိုသူ့အသက်အရွယ်နဲ့မလိုက်တော့အောင်အသင်းရဲ့ composure အသင်းရဲ့ balance ကိုအသင်းကောင်းဆောင် leadership skill နဲ့ထိန်းနိုင်တဲ့ကစားသမားတစ်ယောက်အဖြစ်ကျွန်တော်ကတော့ရှုမြင်တာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော် Chelsea အသင်းမှာသူဒီ academy မှာရှိခဲ့ဘူးလို့ပါ2006ခုနှစ်သူ့အသက်9နှစ်အရွယ်မှာသူဒီ Chelsea အသင်းရဲ့ academy ကိုလာရောက်ပြီးတော့ join ခဲ့ဘူးပါတယ် Chelsea အသင်းရဲ့ academy မှာ9နှစ်လောက်နေသွားပါတယ်2014ခုနှစ်သူ့အသက်14နှစ်လောက်ကြာမှသာလေ West Ham United အသင်းရဲ့ academy ကိုပြောင်းရွှေ့သွားတာဖြစ်တဲ့အတွက် Chelsea DN နဲ့ Cobham DN တွေအပြည့်ရှိတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ် Okay ဆိုတော့ဒီအချက်တွေအားလုံးပေါင်းစပ်လိုက်မယ်ဆိုရင် Declan Rice ဟာ Chelsea အသင်းအတွက်မဖြစ်မနေလိုအပ်တဲ့ကစားသမားတစ်ယောက်ဆိုတာ
လဲပြင်းမှာဆင်သွားလို့ထင်းနေတာပဲဖြစ်ပါတယ်ကျွန်တော်နီးစနစ်ရကြည့်မယ်ဆိုရင်သူ့လိုကစားသမားမျိုးသူပဲရှိပါတယ်ဒါကိုကျွန်တော်ခဏပြောပါတယ်အန်ဆိုဖာနန်ဒက်ဟာပို့ပြီးတော့ဒက်ဂလန်ရိုက်နဲ့တွဲတဲ့ခါကျရင်ပို့လုံနိုင်ပါလိမ့်မယ်ကျွန်တော်ပြောတာယုံပါဒက်ဂလန်ရိုက်လိုကစားသမားမျိုးဟာချက်စီတင်းရဲ့ကွင်းလယ်မှာတကယ်ကိုလိုအပ်တဲ့ကစားသမားဖြစ်ပြီးတော့တကယ်ကိုတန်မိုးရှိတဲ့ကစားသမားတူဖြစ်ပါတယ်လက်ရှိချက်စီမှာရှိနေတဲ့ကစားသမားတွေဒီအဲ့လိုထိုက်တွေမဟုတ်ပါဘူးအဲ့လိုတိုက်ဖြစ်ရှာပါရှိတဲ့အန်ဂိုလိုကွန်တီကလည်းကျွန်တော်ပြောသလိုအန်ဒိတ်ဖြစ်ခဲ့ပါပြီဒါတွေကိုချက်စီတင်းနေနဲ့ကောင်းတွေးတောပြီးတော့သုံးသပ်တဲ့နဲ့ဂရီယန်ပေါ်တာအနေနဲ့လည်းသူသွားမဲ့ကစားပုံတွေဒီသိကြပါတယ်เนาะ352ပဲကစား343ပဲကစား4231ပဲကစားတကက်တောင်းတော့ပြီး modern defensive midfielder တူဟာတိတ်ကိုလိုအပ်ပါတယ်ဆိုတဲ့အကြောင်းကျွန်တော်အနေနဲ့တင်ပြရင်းနဲ့ပဲဒီဗီဒီယိုကိုတော့ကျွန်တော်ဒီမှာပဲအဆုံးသတ်လိုက်ပါမယ်ဒီဗီဒီယိုလေးပေါ်မှာညီကိုတို့ရဲ့အမြင်လေးတွေရှိလို့ရှိရင်လည်းအောက်က comment လေးကိုလာရောက်ပြီးတော့ဝေမျှပေးသွားလို့ရပါတယ်ဆိုတော့ Declan Rice ပေါ်မှာကိုယ့်ရဲ့အမြင်လေးတွေရှိလို့ရှိရင်လက်ရှိ Chelsea တင်းရဲ့လိုအပ်ချက်ကဒီလိုအပ်ချက်တွေကတစ်ခုမှာပေါ့နော် Declan Rice ကပါတယ်ဆိုလို့ရှိရင်ညီကိုတို့အနေနဲ့အောက်က comment မှာ yes လို့ရေးသွားနိုင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်နောက်ထပ်ကျွန်တော်တို့ဒါမျိုးစိတ်ဝင်စားစရာဘောလုံးအကြောင်းတွေနဲ့အားလုံးကိုပြန်